မင်္ဂလာပါမလဟာကာယတိဖွားမီအထက်အများနဲ့ပူးပေါင်းဆောင်ရွက်ခြင်းမှာအောင်မြင်မှုရရှိခြင်းနဲ့ဆက်ဆံရေးတင့်များထူထောင်ရမည်လားဖြစ်ပါတယ်ကိုတယောက်တည်းလှုပ်တာထက်အဖွဲ့အစည်းမိတ်ဖက်တွေနဲ့ညှိနှိုင်းလုပ်ကိုင်ရတာတွေကပိုပြီးအကျိုးထူးပါလိမ့်မယ်စီးပွားရေးနဲ့အလုပ်အကိုင်ကဏ္ဍအနေနဲ့လုပ်ငန်းခွင်မှာစာချုပ်စာတမ်းအသစ်တွေချုပ်ဆိုရတာအကျိုးတူပူးပေါင်းဆောင်ရွက်မှုအသစ်တွေစတင်ရတာမျိုးကြုံရတတ်ပါတယ်အထူးသဖြင့်ဝန်ဆောင်မှုပေးရတဲ့လုပ်ငန်းတွေနဲ့အကြံပေးလုပ်ငန်းတွေအထူးအောင်မြင်ပါမယ်ငွေကြေးအနေနဲ့ငွေကြေးကံကတော့အသစ်အသိင်ရှိနေပါတယ်ဒါပေမဲ့တပားသူနဲ့ငွေကြီးပတ်သက်တဲ့အခါမှာတော့အလွန်စိတ်ဆက်ဖို့လိုပါတယ်မတ်လလယ်မှာမမျောလင့်ပဲအသုံးစရိတ်တွေများလာနိုင်လို့ငွေကိုစနစ်တကျခွဲဝေသုံးစွဲပါအခြေအေးနဲ့လူမှုရေးအနေနဲ့ဒီလမှာအခြေအေးကတကယ်ကိုအရေးကြီးတဲ့ကဏ္ဍမှာရှိနေပါတယ်ချစ်သူရှိသူများလက်ထပ်ဖို့အထီးတိုင်ပင်ရလာမျိုးအပြန်အလှန်နားလည်မှုပူရတာမျိုးကြုံရပါမယ်တကူကြီးသမားများအတွက်မိမိနဲ့ဇယိုက်ချင်းဆန့်ကျင်ဘက်ဖြစ်ပေမဲ့အားကိုးရမယ့်သူနဲ့စုံတွေ့ရကိန်းရှိပါတယ်လူမှုရေးမှာမိတ်ဆွေတစ်တွေစီကအကူအညီကောင်းတွေရပါလိမ့်မယ်ဒါပေမဲ့လူမှုရေးကိစ္စတွေမှာကိုယ့်ဘက်ကအနစ်နာခံရတာမျိုးကြုံရတတ်လို့မျှတအောင်နေထိုင်ပါကျမ်းမာရေးအနေနဲ့အစာအိမ်နဲ့ဦးလန်းချောင်းကိုအထူးဂရုစိုက်ပါစိတ်လှုပ်ရှားမှုများတဲ့အခါဘိုက်အောင်တာလေပွားတာမျိုးဖြစ်တတ်ပါတယ်အစားအသောက်ကိုအချိန်မှန်စားပြီးအနားယူချိန်ကိုလည်းသေချာဖယ်ထားပေးပါပညာရေးအနေနဲ့ဒီလမှာသင်ယူမှုထက်ဖလွဲမှုကပိုပြီးထိရောက်ပါမယ်သူငယ်ချင်းတွေနဲ့ group study လုပ်တာဆွေးနွေးတာတွေကမိတ်ဆွေရဲ့အသိပညာကိုပိုပြီးကျယ်ပြန့်စေပါလိမ့်မယ်စာမေးပွဲဖြေစုမဲ့သူတွေအတွက်အောင်မြင်မှုအခွင့်အလမ်းကောင်းတွေရှိနေပါတယ်ဆောင်ရန်ရှောင်းရန်အနေနဲ့ဆောင်ရန်မှာအစိမ့်နှုတ်ရောင်တိုမခုံမိခိုးရောင်ကိုအဆောင်အဖြစ်တုံပါပတ်ဝန်းကျင်ကိုတန့်ရှင်းတက်ရအောင်ထားခြင်းကမိတ်ဆွေရဲ့စွမ်းအင်ကိုတိုးစေပါတယ်ရှောင်းရန်မှာတစ်ဖက်လူအပေါ်အလွန်အပြည့်ဝေဖန်စေစစ်ကာမျိုးကိုရှောင်ပါအရာရာကိုပြည်စုံလွန်းခြင်းတဲ့စိတ်ကြောင့်စိတ်ဖိစီးမှုမဖြစ်ပါစေနဲ့ရရအနေနဲ့ကတော့ဗုဒ္ဓဟူးနေ့မနက်ပိုင်းမှာဖျား၌ကံစုံဦးသို့မဟုတ်ကိတ်မုံလီးချက်လူတန်းမှာငန်မွတ်နေတဲ့တရိษံလေးတွေကိုအစာကျွေးခြင်းကမိတ်ဆွေရဲ့အခက်အခဲတွေကိုပြေးပြောက်စေပါလိမ့်မယ်အထူးအကြံပြုချက်ကတော့မက်လဟာကံရသည့်ဖွားတဲ့အတွက်မျှချီကိုရှာရမိလှပါကိုယ့်ရဲ့လိုအပ်ချက်နဲ့တပားသူရဲ့လိုအပ်ချက်ကိုမျှတအောင်ညှိနှိုင်းတတ်ရင်အရာရာအဆင်ပြေပါလိမ့်မယ်မိတ်ဆွေရဲ့စေစက်သေးချမှုကမိတ်ဆွေကိုအန်ဒီယေတွေကြားကကဲတင်ပါလိမ့်မယ်အစစအရာရာအဆင်ပြေလို့ကိုယ်စိတ်နှစ်ပါးချမ်းသာချမ်းသာပါစေလို့စံသာပြုလိုက်ပါလေနော်